နောက်ရင်အောင်ပြသားတယ်လို့ပိုင်တကောရဲ့မင်္ဂလာပွဲမှာလုပ်ခဲ့တဲ့ပိုင်တကောအမေရဲ့ပြုမှုတစ်ခုကိုပြောပြလာတဲ့ဟိုတယ်ဝန်ထမ်းတူပိုင်တကောအမေကနောက်ရင်တောင်ပြကတားရဲ့ပတ်စံတွေကိုမတ်မောနေကြောင်းဆိုပြီးတတိနေတောက်လျှောက်ထွက်လာပါတယ်။ဒါပြင်ဆယ်လီဝင်းမင်းတန်းတဲ့ကျွန်းတွေတို့ကလည်းပိုင်တကောဘက်ကရက်တည်လာတာပါ။ဒါပြင်ခုဆုံးပိုင်တကောတို့မင်္ဂလာဆောင်ဖြစ်ပျက်ခဲ့တဲ့ဝန်ထမ်းတစ်ယောက်ကလည်းမင်္ဂလာပွဲမှာတော့မစင်ကြနိုင်မဲ့လုပ်ခဲ့တဲ့ပိုင်တကောအမေရဲ့ပြုမှုကိုပြောပြလာတာဖြစ်ပါတယ်။အစောပိုင်းမှာတော့လူတော်တော်များများကပိုင်တကောကိုခစ်တင်နေကြတာပါ။ဒါကလေးပိုင်တကောအမေကြောင့်လို့ဆိုရပါမယ်။ပိုင်တကောအမေကပြီးခဲ့တဲ့ရက်ပိုင်းမှာတားကသူမကိုခင်မဆိုင်ဘူး။ပတ်စံတစ်ချက်မှမပေးဘူး။စားသဖြင့်ပြောလာတာပါ။ဒါကြောင့်လည်းပိုင်တကောကိုတားအပြင်မိသားစုဝင်ဖြစ်ကနေထုတ်ပင်လိုက်ကြောင်းပြောလာတာဖြစ်ပါတယ်။ဒါပြင်တောက်လျှောက်ဆိုသလိုပိုင်တကောဇနီးကမင်္ဂလာပွဲမှာကလေးကပိုင်တကောမိဘတွေကိုနှိမ်ကြောင်းအစားအသောက်တောင်သူများနဲ့မတူတာကြွေပြီးခွန်ကိုလည်းမတူမတန်မမျှမတချထားကြောင်းပြောလာတာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကခံပြင်းကြတာပါ။ဒီကြားရဲ့ပိုင်တကွန်ကိုဇနီးတဲ့ကအိမ်နဲ့အဆက်တွေမလုပ်ရဘူးဆိုပြီးတော့လေတာထားကြောင်းသတင်းတွေထွက်ခဲ့ပါသေးတယ်။ဒါတွေကပိုင်တကွန်ရဲ့ဆရာမောင်တဲ့ agency ပိုင်ရှင်ဂျွန်ရင်ကပိုင်တကွန်ဟာမိသားစုကိုတိမ်မောင်း3000ခွဲတန်အိမ်ဝယ်ပေးထားကြောင်းမိဘပေါ်တောင်ဝင်ကြီးရဲ့တားဖြစ်ကြောင်းချပြလာတာပါ။ဒါဖြင့်တချို့သောတွင်းတီတွေကလည်းပိုင်တကွန်နဲ့အမိကြားကပြဿနာကိုအခုလူပြောလာတာပါ။ပိုင်တကွန်ကအိမ်တောင်မပြုတ်ခင်လူပြိုးဘွားမှာကြောက်သမျှနုပညာကြီးအားလုံးကိုမိဘကူပဲအပ်တယ်လို့ဆိုပါတယ်။ပိုင်တကွန်အမေဟာနောက်ရင်တောင်မို့လို့လေပိုင်တကွန်ကအဖေတူမေကွဲမောင်နှမတွေကိုထောက်ပံ့ခဲ့ရကြောင်းပြောကြတာဖြစ်ပါတယ်။ဒါပေမဲ့အိမ်တောင်ပြုတ်ပြီးကိုယ့်အိမ်တောင်ကိုထုတောင်လို့မပေးချိန်မှာမိခင်ကြီးကပြဿနာရှာလို့ဆိုပါတယ်။ဒါတော့ပိုင်တကွန်ဟာလူပြိုးဘွားမှာမိသားစုကိုတိမ်မောင်းတောင်းချီတန်နဲ့ဝင်းနေအိမ်ကိုထောက်ပံ့ခဲ့ကြောင်းပြောကြတာပါ။ဆယ်လီဝင်းမင်းတန်ကလည်းပိုင်တကွန်မိသားစုကိုတောင်းဝင်ကြီးရဲ့သားဖြစ်ခဲ့ကြောင်းချပြလာတာဖြစ်ပါတယ်။ပိုင်တကွန်ဒီလောက်တောင်းဝင်ကြီးခဲ့တာတော့မှမိခင်ကြီးကမကျေနပ်နိုင်သေးတာပါ။ပိုင်တကွန်အမေပြဿနာရှာတဲ့အကြောင်းကိုလည်းဟိုတယ်ဝန်ထမ်းလေးတယောက်ကအခုလိုရှင်းဖွင့်ခဲ့ပါသေးတယ်။သူဟာပိုင်တကွန်မင်္ဂလာဆောင်မှာဟိုတယ်ဝန်ထမ်းဘဝနဲ့တောင်းဝင်ကြခဲ့ကြောင်းပိုင်တကောဇနီးဟာပိုင်တကောဆွေမျိုးတိုင်းဝိုင်းတွေကိုမတူတလို့မတန်တလို့ဆက်ဆံတာမျိုးကျွေးမွေးတာမျိုးမရှိဘူးလို့ဆိုပါတယ်။ဒါပြင်ညစာစားပွဲအခမ်းအနားမင်္ဂလာဝယ်တင်မှာဆိုမိခင်ကြီးကငွေတောင်းကြောင်းငွေမရရင်ပွဲမထွက်ဘူးဆိုလို့ပိုင်တကောခမလူကြတဲ့ငိုခဲ့ရကရောက်ခမတွေကတော့ချော့ခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းပိုင်တကောကမိခင်ပြောသလိုမဟုတ်ပဲတားနိုင်မှာပါလို့အားလုံးကထောက်ခံလာကြတာပါ။ပိုင်တကောအခုဆိုမိခင်ကြီးကြောင့်မီဒီယာတွေ page တွေမှာပြောဆိုခံနေရတာတော့မှမိခင်ကြီးကိုအဖြစ်မပြောဘဲငြိမ်နေတာလည်းဖြစ်ပါတယ်။ဒါဟာပိုင်တကောကမိခင်ကြီးကိုကာကွယ်ပေးထားနေဆိုတာသိတာနေတာပါ။ပိုင်တကောမေဘက်ကကြည့်ရင်လေအောင်မြင်တဲ့သားလေးမို့တပွားလုံးအားကိုချိန်သူမကိုထောက်ပံ့စေခြင်းမုံရပါတယ်။ဒါပေမဲ့အင်တာနက်ပေါ်မှာကတော့အမြင်မတူမှုတွေကရှိနေတော့မှဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပိုင်တကွန်နဲ့သူမိခင်တော်ခင်ကျူဘသူမလို့ဘသူမှန်တယ်လဲဆိုတာကိုပြောသွားကြပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်